ခမားတို့တစ်ချိန်ကပတ်သက်ခဲ့ဘူးပေမဲ့တေချာမတိသေးတဲ့ခေတ်တစ်ခုရဲ့အကြောင်းကိုပြောကြရအောင်လွန်ခဲ့တဲ့ရောမအင်ပါယာပြိုကွဲသွားတဲ့အချိန်ဥရောပရဲ့ပညာရေးဟာပြတ်သုံးလုံးညီပါဖြစ်သွားခဲ့ပြီးစာတင်ကျောင်းတွေကအမောင်ခေတ်တွေကိုရောက်သွားခဲ့တယ်လို့ဖြစ်ခဲ့တယ်။နှစ်ထောင်ပေါင်းများစွာစူဆောင်းခဲ့တဲ့ဂရိနဲ့ရောမတို့ရဲ့စာပေတွေဒန်တနီကဗေဒနဲ့တိတ်ပံပညာရပ်တွေဟာအမောင်တုထဲမှာမေးပြောက်ခံဖြစ်သွားခဲ့ဘူးလေဆိုတာခင်ဗျားတို့သိလား။ဒါပေမဲ့နှစ်ပေါင်းရာနဲ့ချီပြီးတဲ့နောက်မှာအဲ့ဒီအသိပညာတွေဟာပြန်လည်နိုးထလာခဲ့ပြီးကမ္ဘာပထမဆုံးတက္ကသိုလ်ပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒါပဲ modern higher education စနစ်ကိုစတင်မွေးဖွားပေးလိုက်ပါတယ်။အမောင်တုကနေနေအောင်ချီပေါ်ထွက်လာခဲ့တယ်လို့ပေါ့။ဒါဆိုရင်ကမ္ဘာအမောင်ခေတ်ထဲမှာဒီအသိပညာမီးတောက်ကိုမငြိမ်းသွားအောင်ဘယ်သူတွေကထိမ့်သိမ့်ကဲတင်ပေးခဲ့ကြတာလဲ။အဲ့ဒါကိုခင်ဗျားတို့သိလား။ဒီနေ့ Think Beyond ကနေပညာရေးစနစ်ကြီးအမောင်ခေတ်ကိုရင်ဆိုင်ကြော်ဖြတ်ခဲ့တဲ့သမိုင်းဝင်တော်လှန်ရေးခီးစဉ်ကိုအတူတူလေ့လာကြည့်ကြရအောင်ပါခရစ်နှစ်900ကနေ1450ဝန်းကျင် Post Classical Period ဆိုတာပညာရေးလုံးဝပျောက်ကွယ်သွားခဲ့တဲ့ခေတ်ကြီးမဟုတ်ခဲ့ပါဘူးအဓိကကတော့ပညာရေးဟာဘယ်သူတွေရဲ့လက်ထဲကိုရောက်သွားခဲ့တယ်လဲဆိုတဲ့အကြောင်းလေးကြီးတစ်ခုပါ Christianity နဲ့ Islam တို့လို Religions of the Book တွေဟာအသိပညာကိုနီလန်းအသစ်နဲ့ထိမ့်သိမ့်ဖို့ဖြစ်လာခဲ့တာပါအနောက်ရောမအင်ပါယာပြိုလဲချိန်မှာအရှေ့ဘက်ကဘန်ဇင်တိုင်းအင်ပါယာကတော့နှစ်ပေါင်း1000ကျော်ဆက်လက်တည်ရှိနေခဲ့ပါတယ်ခရစ်နှစ်340မှာမြို့တော်ဖြစ်လာခဲ့တဲ့ကွန်စတီနိုဘယ်ဟာရှေးဟောင်းဂရိနဲ့ဟယ်လီနစ္စတစ်အမွေနှစ်တွေကိုခရစ်ယာန်ဘာသာနဲ့ပေါင်းဆက်ထိမ့်သိမ့်ပေးတဲ့ပညာရေးတရားကြီးဖြစ်လာခဲ့တာပါစတင်ချိန်မှာခရစ်ယာန်တွေကဂရိရောမပညာရေးကိုတန်တရားရှိခဲ့ပေမဲ့900စုနဲ့600စုတွေမှာပညာရေးတွေနဲ့ယုံကြည်မှုကိုပေါင်းဆက်လာခဲ့ကြပါတယ်။ဘန်ဇင်တိုင်းစနစ်မှာ primary level ကနေ Hellenistic ပုံစံအတိုင်းစာဖတ်စာရေးနဲ့တရားကိုသင်ပြီးအဆင့်မြင့်ပညာရေးအတွက်425ခုနှစ်မှာ Constantinople Academy ကိုတည်ထောင်ခဲ့ကြပါတယ်။10ရာစုနဲ့17ရာစုတွေမှာပညာရေးပြန်လည်ဥမော့လာခဲ့ပြီး Photios ကဲ့သို့သောပညာရှင်များကရှေးဟောင်းစာပေများကိုပြန်လည်တီးဖြတ်ထိမ့်သိမ်းခဲ့ကြပါတယ်။အဲဒီခေတ်မှာအမျိုးသမီးတွေ formal schooling တက်ခွင့်မရှိသလောက်နှဲပါခဲ့ပေမဲ့ထူးခြားတဲ့အမျိုးသမီးပညာတတ်ကြီးတွေပေါ်ပေါက်လာခဲ့ပါတယ်။ Alexandra မှာ Hypatia ဟာတင်ချာနက္ခဗေဒနဲ့ဒသနိကဗေဒဆိုင်ရာတိပ္ပံနည်းကျမှတ်တမ်းတွေကိုထိမ့်သိမ်းရမှာအရေးပါခဲ့ပါတယ်။နောက်ပိုင်းမှာ Anna Conini ဟာမိသားစုအတွင်းပုဂ္ဂလိကပညာသင်ကြားမှုကတဆင့်တိပ္ပံနိုင်ငံရေးနဲ့စစ်ရေးဆိုင်ရာမှတ်တမ်းတွေကို The Alex အမည်နဲ့ရေးသားနိုင်ခဲ့ပါတယ်။ဒါရီမကသေးဘူးဘိုင်ဇင်တိုင်းသာသနာပြုတွေဟာဘော်တန်ဒေတာနဲ့မြောက်ဘက်စီကိုသာသနာပြုရင် Slavic ဘာသာစကားအတွက် Cyrillic အခရာကိုတီထွင်ပေးခဲ့ပါတယ်။ဒါဟာရုရှားဒေသမှာဗလာဒီမီယာမင်းကြီးကဖျားเจ้าနဲ့ကျောင်းတွေတည်ဆောက်ပြီးဗိုလ်ချင်းတရားနဲ့စစ်ရေးအသက်ပညာများတင်ကြားပေးတဲ့ပညာရေးစနစ်စတင်ဖို့အခြေခံဖြစ်လာခဲ့ပါတယ်။ဥရောပမှာပညာရေးစနစ်ပြန်လည်ရုန်းကန်နေတဲ့အချိန်မှာအရှေ့အလယ်ပိုင်းမှာကမ္ဘာအကြီးဆုံးအသိပညာတော်လှန်ရေးကြီးဖြစ်ပွားနေခဲ့ပါတယ်။အဲဒါကတော့ Islamic Golden Age ပဲဖြစ်ပါတယ်။ Avaqsi မင်းလက်ထက်ဘဂဒက်မြို့မှာ House of Wisdom ကိုတည်ထောင်ခဲ့ကြပါတယ်။ Ali Kindi လိုအာရဗ်ပညာရှင်တွေနဲ့ Maimonides လိုဂျူးပညာရှင်တွေဟာဂရိ၊ရောမ၊ပါရှန်နဲ့အိန္ဒိယတို့ရဲ့စောင်းပေါင်းမြောက်များစွာကိုArabic ဘာသာတို့ပြန်ဆိုခဲ့ကြပါတယ်။အိန္ဒိယစီကရရှိလာတဲ့ Hindu Arabic numbering system ဟာတင်ချာနဲ့တွက်ချက်မှုပညာရပ်ကိုအလွန်လွယ်ကူသွားစေခဲ့ပါတယ်။ပညာရေးစနစ်မှာ primary level နဲ့ advanced level စနစ်တွေကိုတည်ထောင်ခဲ့ကြပါတယ်။ Ali Ghazali နဲ့ Ibn Khaldun တို့လိုပညာရှင်ကြီးတွေဟာကလေးတွေကိုပြင်းထန်စွာရိုက်နှက်ဆုံးမတဲ့စနစ်တွေကိုစတင်ဝေဖန်ခဲ့ပြီးကစားခွင့်နဲ့ကိုယ်တိုင်စစ်စစ်ဆင်ခြင်ခွင့်ကိုဦးစားပေးရမယ်လို့ဆိုခဲ့ကြပါတယ်။ဒီအရှိလေပိုင်းရဲ့အသိပညာဘဏ္ဍာကြီးဟာနောက်ပိုင်းမှာဥရောပစီပြန်လည်စည်းဝင်ပြီးဥရောပပညာရေးကိုပြန်လည်နိုးထစေခဲ့တာဖြစ်ပါတယ်။အနောက်ဥရောပမှာတော့
Roma Empire ပြိုလဲပြီးနောက်ပညာရေးဟာမြို့ကြီးတွေကနေဘုန်းတော်ကြီးကျောင်းတွေစီပြောင်းရွှေ့သွားခဲ့ပါတယ်။ Saint Augustine ကခရစ်ယာန်ယုံကြည်ချက်ကိုနားလည်ဖို့ရှေးဟောင်းပညာရပ်တွေလိုအပ်ကြောင်းရေးသားခဲ့သလို Boethius နဲ့ Cassiodorus တို့ကရှေးဟောင်း liberal art တွေကိုထိန်းသိမ်းဖို့ကြိုးပမ်းခဲ့ကြပါတယ်။ Benedict of Nursium ရဲ့လမ်းညွှန်မှုနဲ့အတူဘုန်းတော်ကြီးကျောင်းတွေရဲ့ scriptorian စာကူးခန်းတွေထဲမှာစာအုပ်တွေကိုလက်နဲ့စနစ်တကျပြန်လည်ကူးယူထိန်းသိမ်းခဲ့ကြပါတယ်။ Germanis ဘုရင်တွေကလည်းအုပ်ချုပ်ရေးအတွက်ဒီစနစ်ကိုအားကိုးခဲ့ရပါတယ်။ပြီးတော့အရေးကြီးတဲ့ဘုရင် Charlemagne ပေါ်လာပါတယ်။သူဟာ Alcon of York နဲ့အတူ Alcama Public School ကိုတည်ထောင်ပြီး Carolingian Minuscule ဆိုတဲ့စံပြုစာရေးပုံကိုဖန်တီးကပညာရေးမှန်တိုင်9ခုကိုပုံပေါ်ခဲ့ပါတယ်။ဒါတွေကတော့ grammar, rhetoric, logic, arithmetic, geometry, astronomy နဲ့ music တို့ပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီကာလမှာခြေလက်နေလူထုနဲ့ဒေသန္တရဘုံကြီးအများစုဟာစာမတက်ကြသေးတာကြောင့်ပညာရေးဟာအကန့်အသတ်နဲ့ရှိနေစေဖြစ်ပါတယ်။17ရာစုရောက်တဲ့အခါမြို့ကြီးတွေတိုးတက်လာပြီးဥရောပပညာရှင်တွေဟာမွတ်စလင်နဲ့ဘိုင်ဇန်တိုင်းတင်ကြားရေးစင်တာတွေစီတွားရောက်ကစောင်းအသစ်တွေကိုဥရောပစီယူဆောင်လာခဲ့ကြပါတယ်။ဒီအချိန်မှာပညာရေးဟာစာကိုအလွတ်မှတ်ထားတယ်ဆိုတဲ့အဆင့်ကနေဘာကြောင့်လဲဆိုတဲ့အဆင့်စီကိုပြောင်းလဲလာပါတယ်။ဒါကို scholasticism လို့ခေါ်တဲ့အလဲခေတ်အနောက်တိုင်းတက္ကသိုလ်များမှာထွန်းကားခဲ့တဲ့ခရစ်ယာန်ဝါဒကိုအခြေခံတဲ့တဒနာပညာဖြစ်ပါတယ်။ Anselm ကယုံကြည်မှုနဲ့ဆင်ခြင်မှုကိုဆက်ခဲ့ပါတယ်။ Peter Abelard ကမေကွန်းတစ်ခုရဲ့နှစ်ဖက်စလုံးကိုစီစစ်စကားပြောစေတဲ့ dialectical method ကိုသုံးခဲ့ပါတယ်။နောက်ဆုံး Thomas Aquinas က Aristotle ရဲ့ဒသနိကဗေဒနဲ့ခရစ်ယာန်ယုံကြည်ချက်ကိုစနစ်တကျပေါင်းစပ်ပေးခဲ့ပါတယ်။ပညာရေးဟာမေကွန်းထုတ်ခွင့်နဲ့အကြောင်းအကျိုးဆင်ခြင်ခွင့်ပါဝင်တဲ့စနစ်တစ်ခုအဖြစ်လင်းမြန်စွာပြောင်းလဲလာခဲ့ပါတယ်။17ရာစုနဲ့12ရာစုအတွင်းစီးပွားရေးနဲ့နိုင်ငံရေးတည်ငြိမ်လာမှုကြောင့်ဥရောပမှာအစောဆုံး University တွေစတင်ပေါ်ပေါက်လာခဲ့ပါတယ်။အီတလီကဘောလောနာတက္ကသိုလ်နဲ့ပြင်သစ်က Paris တက္ကသိုလ်တို့ဟာအစောဆုံးတက္ကသိုလ်များဖြစ်လာခဲ့ပြီးပညာရေးစနစ်ကိုမူလတန်းအလယ်တန်းနဲ့တက္ကသိုလ်အဆင့်ဆိုပြီးစနစ်တကျခွဲခြားလာနိုင်ခဲ့ပါတယ်။1400ပြည့်နှစ်များမှာတက္ကသိုလ်စနစ်ဟာဥရောပတခွင်ပြန့်နှံ့သွားပြီးနိုင်ငံတော်နဲ့ဘုရားကျောင်းအတွက်လိုအပ်တဲ့ပညာရှင်တွေကိုမွေးထုတ်ပေးခဲ့ပါတယ်။ဒီအချိန်မှာအမျိုးသမီးများပညာသင်ခွင့်ဟာအကန့်အသတ်နဲ့ရှိနေစေဖြစ်ပေမဲ့ Christina del Pizan ကဲ့သို့သောအမျိုးသမီးများကအမျိုးသမီးများပညာသင်ခွင့်ရရှိရေးအတွက်စာပေများမှတစ်ဆင့်စတင်တောင်းဆိုလာခဲ့ကြပါတယ်။ဒီစနစ်တွေဟာယနေ့ခေတ်တကမ္ဘာလုံးဆိုင်ရာပညာရေးစနစ်ရဲ့အခြေခံအဆောက်အအုံကိုစတင်ပုံဖော်ပေးခဲ့တာဖြစ်ပါတယ်။ဒါဆိုအစမှမေးခဲ့တဲ့မေးခွန်းကိုပြန်မေးကြည့်အောင်။အမောင်ခေတ်မှာပညာရေးကိုဘယ်သူကကယ်တင်ခဲ့တာလဲ။လူတယောက်တည်းမဟုတ်ပါဘူး။ Byzantine နဲ့ Islamic Golden Age ကပညာရှင်တွေ Monastery ထဲကဘုန်းကြီးတွေ Charlemagne နဲ့ Vladimir တို့လိုဘုရင်တွေ Hypatia Anna Conane နဲ့ Christina del Pizan တို့လိုအမျိုးသမီးပညာရှင်တွေ Scholasticism နဲ့ University စနစ်ကိုတည်ဆောက်ခဲ့သူတွေအားလုံးပါပဲ။တမိုင်းကသင်ပေးတဲ့သင်ခန်းစာတစ်ခုရှိပါတယ်။ဒီပညာဆိုတာဘယ်တော့မှပျောက်ကွယ်မသွားပါဘူး။ လက်ဆင့်ကမ်းပေးသူတွေပဲပြောင်းလဲသွားတာပါ။ဒီနေ့ခေတ်ပညာရေးစနစ်မှာရောအနာဂတ်အတွက်ဘာတွေပြုပြင်ပြောင်းလဲရမယ်လို့ခင်ဗျားတို့ထင်လဲ။ခင်ဗျားတို့အမြင်ကိုဆွေးနွေးပေးခဲ့ပါဦး။နောက်ထပ်ပညာရေးသမိုင်းဗီဒီယိုတွေကိုကြည့်ဖို့Think Beyond ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်